notebook LM ရဲ့အကြောင်းနည်းနည်းပြောပြမယ်နော်အဲဒီ notebook LM ကိုဘယ်လိုတွားမလဲဆိုတော့ Google notebook LM လို့ရိုက်မယ်အဲ့ဒီကိုပေါ်လာလိုက်မယ်အဲ့တော့ဒီမှာ notebook lm.google လို့ပေါ်လာလိုက်မယ်အဲ့တော့အဲ့ဒါကို Google account တစ်ခုနဲ့ဝင်ပြီးတော့မှသုံးလို့ရလိုက်မယ်ပေါ့နော် Okay အဲ့တော့ဒီတိုင်းရောက်လာလိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာ try notebook LM ဆိုရင်မှာ try လုပ်မယ်ပေါ့အဲ့တော့ကိုအကောင့်နဲ့ဝင်ထားပြီးသားဖြစ်လာမယ်အဲ့ဒီအထဲကို create a new notebook ဆိုမှ new notebook တစ်ဖန်ပြီးမယ်အဲ့ထဲကိုကြိုက်တဲ့ document ထည့်လို့ရတယ်အဲ့တော့ Google document တွေကကို Google Drive ထဲထည့်လဲရတယ် website တွေထည့်လဲရတယ် YouTube တွေထည့်လဲရတယ်နော်အဲ့ဒါအပြင်ဒီမှာ choose file ဆိုမှကိုကစိတ်ကြိုက်ထည့်ပြီးလို့ရတယ်အဲ့တော့ဒီမှာရှိတဲ့ paper တစ်ခုကိုထည့်လိုက်မယ်ထည့်ပြီးတော့အဲ့ဒီ paper ကို upload လုပ်ပြီးတော့မှအဲ့ဒီ paper နဲ့ပတ်သက်ပြီးတော့မှကိုကြိုက်တာကိုမေးလို့ရတယ်အဲ့ဒါပြီးရင်သူတို့အဲ့ဒီ paper ကိုaudio အတန်နဲ့လည်းထုတ်ပြီးလို့ရတယ်နော် okay အခုဒီမှာသူ့ကိုနော်မြန်မာဘာသာစကားနဲ့သူကဖော်ပြပေးနိုင်ဆိုတာရှိတယ်အဲ့တော့ဒါမြန်မာစကားနဲ့ဖော်ပြအောင်လို့ဒီ setting မှာသွားပြီးတော့မှ language output language မှာသွားပြီးတော့မှမြန်မာလို့ပြင်ထားလို့ဖြစ်တယ်နော်အမူရင်းကတော့ဘယ်လိုဖြစ်နေမလဲဆိုတော့မူရင်း default ဖြစ်နေလိုက်မယ် English လို့ဖြစ်နေလိုက်မယ်English လို့ကိုသူက English လို့ရှိနေတဲ့အနေထားကိုဒီ setting ကိုသွားပြီးတော့မှ output language မှာ default ကနေမြန်မာကိုသွားလိုက်မယ်ဆိုရင်မြန်မာလို့ထွက်လာလိုက်မယ်ပေါ့နော်အဲ့တော့ meta agent လိုက် agent ဖွဲ့လိုက်ပုံစံဆောင်ရွက်ခြင်းဆိုပေါ်လာလိုက်မယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တောင် brief field လုပ်မလားเนาะ FAQ တွေထုတ်မလား study guide လုပ်မလားပေါ့နော် study guide လုပ်ချင်တယ် study guide ထုတ်ပြီးလို့ရတယ်နောက် mind map တွေထုတ်ချင်တယ်ဆိုတော့ထုတ်ပြီးလို့ရတယ်နောက် audio နဲ့ထုတ်ချင်တယ်ဆိုရင်ထုတ်ပြီးလို့ရတယ်ခုဒီမှာသူရဲ့ study guide ဖြစ်တဲ့အတွက် Meta GPT လေ့လာမှုလမ်းညွှန်ဆိုမှာသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမြန်မာလိုရှင်းပြပေးထားတယ်ပေါ့နော်လေ့လာဖို့ရတဲ့ပုံစံမျိုးရှင်းပြပေးထားတယ်ပြီးတော့ဒီမှာဒီ paper နဲ့ပတ်သက်ပြီးသိချင်တာတွေမေးလို့ရသေးတယ်ပေါ့နော် agent တွေဂျာ message message တွေဘယ်လိုပို့လဲသူက Gemini ရဲ့ဒီ Google ရဲ့ Gemini 2.5 လာမသိအဲ့ဒါကိုသုံးထားဖြစ်တဲ့အတွက်မြန်မာလိုလည်းရတယ်ဒါမှသူဖြေထား Meta GPT ရဲ့ agent တွေ message တွေပို့မှာ communication protocol တခုသုံးပါတယ်ပေါ့အဲ့ဒါကိုနော်ဒီမှာ structure output နဲ့ဖွဲ့စည်းထားတာဆိုတဲ့အကြောင်းတွေကိုအဲ့ဒါကိုမြန်မာလိုကိုတေချာရှင်းပြပေးထားတယ်ပေါ့နော်အဲ့ဒါရတယ်ပေါ့နော် okay အဲ့ဒါတွေအပြင်ဒီ studio မှာအဲ့ဒီခုပြောတဲ့လေ့လာမှုလမ်းညွှန် study guide တွေ briefing document လောက်တာမျိုးတွေ FAQ တွေအဲ့ဒါတွေလည်းလောက်ခိုင်းလို့ရတယ်အဲ့ဒါတွေအပြင်ပေါ့နော်အဲ့ဒါတွေအပြင်ခုဒီမှာ mind map ဆိုထုတ်ခိုင်းလို့ရသေးတယ် mind map ထုတ်ခိုင်းမယ်ဒီ paper နဲ့ပတ်သက်တဲ့ mind map တခုထွက်လာမှာပေါ့နော်တစ်ချက်ကြည့်တာပဲသူနည်းနည်းလေးကိုစောင့်တယ်အဲ့ဒါအပြင်ဒီမှာဘာရှိလဲဆို deep dive conversation ဆိုရင်မှသူက audio ပုံစံအတန်နဲ့ပါထုတ်ခိုင်းလို့ရသေးတယ်အဲ့ဒါပြီးတော့ပြပြမယ်နော်အခုဒီမှာ mind map ထုတ်ပေးတဲ့အခါမှာဒီဟာနဲ့ပတ်သက်ပြီးတော့ mind map မှာဒီ paper မှာဆိုရင်ဘာတွေပါတယ်လဲဆိုတဲ့အခါကျတော့ကြည့်တဲ့အခါမှာ abstract ပါလိုက်မယ် abstract ထဲမှာဘာပါလဲအဲ့ဒါကို click လိုက်တဲ့အခါမှာသူကိုပြန်ရှင်းခိုင်းလို့ရတယ်နော်အဲ့တော့ဒီ mind map ကိုတွားကြည့်မယ်ဒါ Meta GPT framework ကဘာပါလဲဒီမှာဘာရှိတယ်လဲ SOP ဆိုပါလဲအဲ့ဒါအကုန်လုံးကိုသူပြန်ပြီးတော့မှဒီမှာတွားပြီးတော့မေးလို့ရတာပေါ့ extra ဘာမှာဘာတွေပါတယ်လဲဆိုမျိုးသူပြောပြတယ်ဒါမျိုးတွေအကုန်လုံးခိုင်းလို့ရတယ်နော်အဲ့တော့မေးချင်တာလည်းမေးလို့ရတယ်လို့သူက default အဖြစ်ရှိတဲ့ study guide တွေ mind map တွေနော် mind map လောက်တာတွေနော်အဲ့ဒါတွေအကုန်လုံးလုပ်လို့ရတယ် FAQ တွေလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါအပြင်ဒီကနေ generate လုပ်လိုက်မယ်ဆိုရင်သူရဲ့ဒီအကြောင်းအရာတွေကို audio ပုံစံနဲ့ထုတ်ပေးတဲ့ပုံစံမျိုးရလိုက်မယ်နော်အဲ့တော့အဲ့ဒါလေးချက်ကြည့်တာပေါ့နော်အဲ့ဒီမှာ
ဒီဟာကိုဒီ paper ကိုပေါ့နော်ဒီ paper ကိုဟိုဒီ audio ထုတ်ထားတာ generate လုပ်ထားတာပေါ့နော်ဒီ paper ကို sorry ဒီဘက်မှာရှိတဲ့ paper ကိုgenerate လုပ်ထားတာ generate လုပ်လိုက်တယ်ဆိုရင်ဒါကို generate လုပ်လိုက်တယ်ဆိုရင်သူကဟိုပေါ်လာလိမ့်မယ်ပေါ့နော်အခုကကျတော့ daily limit ကျော်သွားဖြစ်တဲ့မရတော့ဘူးပေါ့နော်ဒါပေမဲ့အရင်ကထုတ်ထားတဲ့ဟာရှိတယ်အဲ့ဒါပြပြီးမယ်အဲ့တော့အဲ့ဒီ thesis paper ကိုတင်ထားရတော့မှသူ့ကိုဟို audio ပုံစံထုတ်ခိုင်းတဲ့အခါမှာအဲ့ဒါကကြတော့ Google တို့လို company ကြီးတွေရဲ့ရှိပြီးသားအရန်တော်တဲ့ AI တွေစီကအခြေခံအသိပညာကိုယူသုံးလိုက်တာဆိုတော့အစကနေလုံးဝပြန်တင်စရာမလိုဘဲနဲ့ပေါ့ပုံမြန်ပိုထိထိရောက်ရောက် IoT ဆိုတာ Internet of Things ပေါ့နော်လေကွင်းထဲမှာအာယုံခံကြတာ sensor လေးတွေတက်ထားတာဟုတ်ကဲ့အဲ့ဒီ sensor တွေကအပူချိန်စိုးထိုင်းစာလေဖိအားနောက်မြေစီလွှာအဆိုဓာတ်ရေမင်းနဲ့ပြင်အမြင့်စာရာတွေကိုအချိန်နဲ့တပြင်းညီတိုင်းနေတာ။အော်တိုင်းနာနေလားပေါ့။ဟုတ်တယ်။ဒီ sensor တွေကရလာတဲ့အချက်လက်တွေကို Raspberry Pi လို့ computer အသေးစားလေးကစုလိုက်တယ်။ပြီးတော့ internet ကနေ cloud ပေါ်က ThinkSpeed လို့ online platform တစ်ခုကိုပို့ပေးတာ။အော်ဆိုတော့လယ်သမားကလယ်တဲ့တစ်ခုတစ်ခုသွားကြည့်နေစရာမလိုတော့ဘူး။ကိုဖုန်းကိုကွန်ပျူတာကနေလယ်ကွင်းအခြေအနေကိုအချိန်မင်းနေရမျိုးကြည့်လို့ရသွားပြီပေါ့။ဟုတ်ကဲ့ပေါ့။အဲ့တော့အခုရေးထားတဲ့ English လိုရေးထားတာမြန်မာလိုလည်းပြန်ပြီးတယ်လို့အဲ့ဒီမြန်မာလိုရဲ့ audio overview ပေါ့နော်မြန်မာလို audio overview ကိုလည်းထုတ်ပေးနိုင်တယ်သူကတော့ဒီမှာ6 minute ကျော်လောက်ထုတ်ပေးနိုင်စွမ်းရှိတယ်ပေါ့နော်အဲ့ဒါကြီးလုပ်လို့ရတယ်အဲ့ဒါအပြင်နောက်တစ်ခုကနောက်ပို့တဲ့ဟိုကောင်းတဲ့ feature လေးတစ်ခုရှိသေးတယ်အခုနောက်ဒီ paper ထည့်ထားတာပေါ့နော်ဒါကတော့နောက် paper တစ်ခုပေါ့နော်နောက်တစ်ခုနဲ့ထည့်ထားတာအဲ့ဒီမှာသူက audio မှာအဲ့ဒီ audio overview ရှိတယ်အဲ့တော့ Welcome to the deep dive အဲ့တော့အဲ့ဒီ audio overview က English လိုဖြစ်တဲ့အခါကျတော့သူက18 minute ထိရတယ်နော်18 minute လောက်ထိရတယ်အဲ့ဒါအပြင် interactive mode ပါရသေးတယ်သူ beta version ပဲရှိသေးတယ်ဒါပေမဲ့သုံးလို့ရတယ်အဲ့ interactive version ဘာလို့လို့ရတယ်လဲပေါ့နော်ဒီ interactive version ကတော့ English လိုမှပဲရတယ်ပေါ့ဒီမြန်မာလိုမှမရဘူးပေါ့နော်အဲ့တော့ interactive version ဘာလို့လို့ရလဲကြည့်ကြည့်တာပေါ့နော် And this wasn't just one quick drive. They drove all throughout the state of Vermont, capturing video footage across various environments. big highways, city streets, even country roads, They wanted a really diverse collection of images to make sure their system could handle real-world conditions. and to deal with the massive amount of video. They extracted still frames from the video footage. Taking a snapshot. Oh, yeah. How did they collect the images for dataset? That's an interesting way to put it. It sounds like you're curious if they gave the image-collecting vehicle a name. The paper itself doesn't mention if they named the vehicle. It was really the method of collection that was key. Driving across Vermont to capture diverse road scenes. They talk about this in the dataset construction section. It was all about Oh yeah, let's hear it. I mean, how did they collect the images for the dataset? It's great that you're focusing on this key aspect. You're right, understanding the data is fundamental. Just to reiterate and maybe add a little more detail. They used a vehicle equipped with a camera on top. And this camera recorded continuous video as they drove. Crucially, the vehicle also had a GPS device. So they knew the exact location of the camera at all times. To create the image data. Oh, go for it. Who are the authors of the paper? You're asking about who are the oldest authors listed on the paper. That's an interesting question. It's not something the paper explicitly states. The order of authors on a paper usually reflects their contributions. Often, the first authors contributed the most significantly. And the last author might be the senior researcher overseeing the project. But age isn't typically a factor in determining authorship order. It's more about who did what in the research process. So while we Okay အဲ့တော့ကိုမေးတဲ့မိကုန်းလည်းသူဖြေနိုင်တယ်ပေါ့နော် real time ကိုသူကပြန်ပြီးတော့မှကိုယ့်ရဲ့မိကုန်းကို interpret လုပ်ပြီးတော့ပြန်ဖြေသွားတဲ့ပုံစံမျိုးပေါ့အဲ့လိုပါရသွားတယ်ပေါ့နော်သူရဲ့ရတဲ့ပုံစံအဲ့တော့ဒီ Google ရဲ့ notebook ကသူကဘာတွေလုပ်လို့ရတယ်လဲပေါ့နော် notebook မှာလုပ်လို့ရတဲ့ဟာအခုပြောတဲ့ဟာတွေအများကြီးရတယ်ပေါ့နော်အဲ့ဒီ notebook ရဲ့သူရဲ့ဟိုပါပေါ့နော်ဒါအခု free ရတဲ့ဟာပေါ့နော် free ရတယ်ကြည့်notebook အဲ့ဒီမှာ notebook LM plus လည်းရှိတယ် plus ဆိုရင်တော့ဘာ feature ရလဲဆိုတော့ဒါဟို free individual အတွက်ဆိုတော့ဒီ feature တွေအကုန်ရတာပေါ့ latest Gemini support ရတယ်
PDF တွေ website တွေ Google document တွေ slide တွေ YouTube တွေကပါစထည့်ပြီးမှပြောခိုင်းလို့ရတယ် one click summary ရတယ်ပေါ့နော် summary ထုတ်ခိုင်းလို့ရတယ် FAQ လုပ်ပြီးလို့ရတယ် timelines တွေနောက်ဒီ document နဲ့ briefing တွေပါထုတ်ပြီးလို့ရတယ်နောက် generate audio overview ပါထုတ်ပြီးလို့ရတယ်ပေါ့နော်ကိုသိကျင်တဲ့အားတွေကိုလည်းမိကုန်နေမိလို့ရတယ်ဒါပေမဲ့ဒီမှာ audio နဲ့ပတ်သက်တဲ့ limit လေးရှိတယ်အဲ့ဒီ notebook LM plus မှာကျတော့သူက audio overview ကပို့ထည့်ရတာပေါ့နော်ဒါမျိုးသူ့ရဲ့ဟို plus feature လေးရှိတာပေါ့ဒါကတော့နော် notebook LM ရဲ့အကြောင်းလေးကိုပြောပြပေးတာပါလို့